မော်ဟင်းငါချက်စားမလို့ပါဗျာငါးလေးပြုတ်ထားတယ်မော်ဟင်းငါမစားတာကြာပြီဆိုတော့မော်ဟင်းငါချက်စားမလို့ပါချက်ဖို့အစဉ်သင့်ပေါ့နော်ချက်သွန်ပြူစပလင်းတို့အားလုံးမပြောဦးချောက်ကလေးရေးစိန်တာပေါ့နော်မြန်မာပြည်ကနေမာထားတဲ့ပါလာပေါ့နော်ဒါဆမ်မုံလေးတွေပါအားကြောင့် ready made ထုတ်ထဲမှာပါတဲ့9နှစ်ထုတ်ကလေးတွေကျဲဦးကလည်းပြုတ်ထားပြီးပြီဆိုတော့ကဲချက်ပါဗျာချက်တာတော့ဒါသူမချက်တာပေါ့နော်ဒီမောยังလေးနည်းနည်းပါနောက်ခဏငါးပြုတ်ထားတယ်ငါးပြုတ်ကလေးပေါ့စပလင်းလေးထည့်ပြီးတော့စီတတ်နေအောင်နော်ကဲဒါကြတော့ ready made ငါးလေးပေါ့နော် ready made ထုတ်ထဲပါတဲ့ငါးအနှစ်ထုတ်ပြီးပေါ့နှစ်ခုရောပြီးစီတတ်မှာပေါ့နော်ဒီနဲ့လည်းကြောက်အောင်ကျွန်တော်တော့ဘာမှမသိပါဘူးစားလို့ရပြီဆိုတော့စားတယ်ဒီအစင်တော့ရောက်သွားပြီပေါ့နော်မိတို့မိကုန်လှုပ်လိုက်ပြီမသိဘူးဒါပါမုံဟင်းကရန်ကုန်လားညောင်းမြပသိမ်မော်လမြိုင်ရန်ကုန်မွေးငါပေါ့မိုက်နေပြီဟောဒါခဏငါပြုတ်ထားတဲ့ငါပြုတ်ရည်ပါလေခင်ဗျာစပလင်းလေးရောဒါပါလေးလေဆန်လောမုံနေပဲမောက်အရှိဖြော်ထားတာသူကလည်းပပွားဆူမှာထဲရဘူးကမှဆူလို့ကဲကျွန်တော်ကတော့ဘာမှမသိဘူးဗျာလောက်တာပဲထိုင်ကြည့်ဘေးကရောင်းတာတက်တက်ပေါ့နော်ကျုပ်ဒါကျုပ်အစိတ်ကလေးတွေနမ်လို့ဒါဘာလို့မဟုတ်ကျုပ်လေအိုးကျက်ဦးဟာတိအိုးကျက်ဦးအပေါ်ရလေးကမမာလေးနဲ့လေနော်ကဲဒါတွေကသူ့လက်ရောက်လာပါပြီငပြုတ်ချောက်ကလေးတွေပါငပြုတ်ချောက်တို့နန်းပင်တို့နောက်ပိုင်းတွေရမ်းကြိုက်မိုက်နေပြီကဲချက်တော့ဘယ်နဲ့စိတ်ချမ်းလေးစိတ်ခွဲအလားမချိုးတာဆိုတော့ကဲငွေတွေ1000တောင်းနဲ့ဗျာအနံ့နေတော့ထွက်နေနော်မိုက်တယ်ဟုတ်ပါအများကြီးပဲအများကြီးချက်ထားတာဒီကြမှာစားကနေကြရင်နည်းနည်းလောက်စီခွဲပြီးတော့ခဲကနေထည့်ထားပြီးတော့မိုက်ခရိုဝေးလေးနဲ့ခွဲစားဟုတ်တယ်အဲ့လိုပဲဒီမှာကျတော့အများကြီးချက်ထားပြီးရင်ရေခဲတက်တာလည်းဒီခဲကန်းထဲကိုမှခဲထားလိုက်တာပေါ့နော်စားခြင်းတဲ့အခါကျတော့မှတစ်ခွက်စားလေးတွေထုတ်ပြီးတော့မှဒီမိုက်ခရိုဝေးလေးနဲ့ပဲဒါပြန်ပြီးတော့နှွေးစားတာပေါ့ကဲပြီးပါပြီကဲချက်ပြီးတော့ရင်နော်ပြီးတော့နော်ကြည့်အောင်ကောင်းလား
ကောင်းလိုက်တာအဲ့ဒါကောင်းတယ် ပေါ့ငါ ကိုကို တော့ပဲ တော့ပဲအပေါ်ငါလည်းတော့ပဲကောင်းတယ် that's it အဲ့နာ ပဲကြော်လေးတွေရောဝင်ငါစားခြင်းနေတယ်တော့ပဲအခုမှပဲစားတော့မယ်စားကြပါဦး